မိဘရဲ့ကျေးဇူးဟာဒီသုံးခုတည်းနဲ့ပဲဒီဆက်ဖို့ဆိုတာအလွန်ခက်တယ်ပေါ့ကျွေးတာပြန်ကျွေးလို့ရတယ်စောင့်ရှောက်တာပြန်စောင့်ရှောက်လို့ရတယ်ဒီလောကကြီးတဲ့ welcome လုပ်တာကိုကနောက်မှရောက်တာဆိုတော့အမေဖေကိုထပ်ပြီးကို welcome လုပ်ချင်လို့ရပါမလားရဘူးလေအဲ့တော့အဲ့ဒါကြောင့်မို့လို့မိဘကျေးဇူးကိုဆက်လို့မကုန်ဘူးလို့ပြောတာအဲ့ဒီတစ်ခုနဲ့တည်းမကုန်တာလောကကြီးတဲ့ကိုလာခွင့်ပေးလိုက်တဲ့ကျေးဇူးကနဲတာမှမဟုတ်တာလေခုကျေးဇူးတင်ကြစင်ကာပူရောက်အောင်ခေါ်တဲ့လူကျေးဇူးတင်ရသေးတယ်ပတ်စံတော့ပေးရထမတယ်ဟောအဲ့ဒါလို့ဟိုမိဘကြတော့လောကထဲရောက်လာအောင်ခေါ်သွင်းပေးတာဖြစ်တော့ကြောင့်ကျေးဇူးအကြီးမားဆုံးပုဂ္ဂိုလ်အဲ့ဒီကျေးဇူးကိုတော့ပြန်ဆက်လို့လွယ်လွယ်နဲ့တော့မရနိုင်ဘူးတဲ့ဒီလိုပြောတာမြတ်စွာဘုရားနော်ဒါမိဘကျေးဇူးကိုအချင်းချုပ်ပြောပါဆိုရင်အဲ့ဒီ၃ခုပဲဘုရားဟောထားတာ၃ခုနဲ့ဟောလိုက်တာကောင်းပြီအဲ့ဒီအရှိအယတ်ဆိုတာမိဘကိုပြောတာတောင်အယတ်ဆိုတာဆရာသမားကိုပညာသင်ပေးတဲ့ဆရာတွေကတောင်အယတ်အလေးပေးရမယ့်ပုဂ္ဂိုလ်တွေရိုသေလေးစားရမယ့်ပုဂ္ဂိုလ်ဆိုတဲ့အဓိပ္ပာယ်အနောက်အယတ်ဆိုတာကိုအိမ်အောင်ပြုလို့အိမ်အောင်ဘက်တာမယာအနောက်အယတ်ကမြောက်အယတ်ကြတော့မိတ်ဆွေသင်္ဃဟောမိတ်ဆွေတွေကမြောက်အယတ်အောက်အယတ်ဆိုတာအလုသမားကိုယ့်ရဲ့အလုပ်ငန်းကိစ္စကိုဝိုင်းဝန်းပြီးတော့လုပ်နေတဲ့ဘာကနဲ့လှုပ်ဘာနဲ့လှုပ်ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေမှာလုပ်ကင်နေတဲ့အလုပ်သမားအထက်အယတ်ဆိုတာသဗ္ဗနဗြဟ္မဏသူတော်စင်ယဟန်တန်ခါများကိုအထက်အယတ်ဒီလိုဆိုလို့အဲ့ဒီအယတ်မျက်နှာတွေကိုကိုယ်ကလုံခြုံအောင်လုပ်ရမယ်လုံခြုံလို့ရှိရင်သူတို့ကကိုယ့်ကိုပြန်ဆောင်းရှောက်လိုက်အဲ့တော့လုံခြုံအောင်ဘယ်လိုလုပ်ရအရှိအယတ်လုံခြုံအောင်ဘယ်လိုလုပ်ရအောင်ဆိုအမေဖေကကိုယ့်ကိုကြွေးထားခဲ့တယ်လေကြွေးထားတဲ့အခါကျတော့အရှိအယတ်လုံခြုံရေးအတွက်ကိုလုပ်ရမှာကိုယ့်ကိုကြွေးခဲ့တဲ့မိဘတွေကိုပြန်ပြီးတော့ကြွေးပါအဲ့ဒါလို့မကြွေးဘူးဆိုရင်အရှိအယတ်ကပေါက်နေလိမ့်မယ်လုံခြုံရေးစိတ်မချရတော့ဟောလုံခြုံမှာမဟုတ်ဘူးဒါကြောင့်မို့ကိုယ့်ကိုကြွေးမွေးဆောက်ရှောက်လာတဲ့မိဘတွေကိုတုံ့ပြန်ပြီးတော့ကြွေးမွေးဆောက်ရှောက်ပါတဲ့ကိစ္စဝိစ္စပေါ်လာလို့ရှိရင်လေသူတို့ကိစ္စကိုကိုယ့်ကိစ္စလို့သဘောထားပြီးတော့လုပ်ကင်ပေးပါတဲ့နောက်တစ်ခုကမိဘမျိုးရိုးရဲ့အမျိုးကောင်းဆိုလို့ရှိရင်အဲ့ဒီအမျိုးကိုထိမ့်သိမ်းဆောက်ရှောက်ပါ